တင်ကန်းရဲ့ထီရမလားဘာရွေချက်နေဘာရွေချက်နေတော်ထွက်မဲကျန်နေမယ်လို့တော်ထွက်မယ်လို့ကျန်နေတင်ကန်းမြင်လားချောရမဲ့တွေကဟောဒီလာမှာချောရမဲ့လေးတွေမျက်စီတွေကွက်ခနဲ့မြင်တရားရှာရင်ပြက်လူရင်းကျွန်တော်တော်ထွက်မှကြတယ်ဒါပေမဲ့ချစ်တဲ့သူလေးတွေကလာနေချောနေတော့မထွက်နိုင်ဘူးအေးပါညီလေးလည်းတော်မယ်လို့ကြံတာလားဟုတ်တယ်တကယ်ပြောလို့ပြောတာမဟုတ်တော်မယ်လို့ကြံတာတူနိုင်လည်းတော်မယ်လို့ကြံတာဘာလို့တော့မင်းဟာတော်ထွက်မယ်တော်ဆက်ရောက်တော့မှပြန်လဲလားဘာဖြစ်လို့တော့တော်ထဲမှာချိန်လိုက်တယ်ဆိုလို့မွေးနေ့ရဲ့အမတ်တရားနေ့ဒီမှာပြောနိုင်မှုစိတ်ချမ်းသာခြင်းနဲ့ဖြစ်ချင်နိုင်မှာကျမအကောင်းမလူပညာလမ်းကြောင်းမှာခြေတမွေးအမြဲတောက်ပါနိုင်မှာပရိသတ်တွေကိုပေးတဲ့အပြုံးတွေကျိုးစားမှုတွေဒီတက်မကအောင်မြင်မှုတွေဖြစ်ပြန်ရရှိလို့ကံကောင်းခြင်းပျော်ရွှင်မင်္ဂလာရှိနေအမြဲတူရှိနေပါတော့ဝဲဦးလေးရဲ့ကီမိုနိုဂျပန်ဖန်ဂရုမှာအမြဲစုတောင်းလေးထိုင်းပွဲလေးတွေဒီလည်းမဖြစ်နာပြီးပြီခြေတလန်းနေခဲ့ပါပြီစပင်းသားလေးဝတ်စုံလေးနဲ့အချိန်ကြာကြီးငယ်ကြည့်ကြပါသေးတယ်ဆရာစီကအစ်စ်တောင်းထားတဲ့39နှစ်ကြာဤတင်ငန်းအထိဖဏတ်တို့နဲ့တူသာသနာဘောင်မှာဆရာတော်ကြီးဖြစ်တဲ့ကြီးလေးကျွန်တော်တို့ဒါဘာလဲတောထွက်တာလားကျွန်တော်တော့အားကြတယ်ကျွန်တော်လည်းနေ့ကြလို့ရှိရင်ကောင်းလို့လည်းတောထွက်ချင်တာထွက်လေကျွန်တော်တောထွက်ချင်တာထွက်လို့ဒါပဲမောင်ပြူဘာဖြစ်လို့ငါမင်းမတောရဲမှာမလိုက်ဘူးဘာပဲပြောငါလေအဲ့လိုပတ်စံနေလေစုချိုင်ငါမလို့ချင်ဘူးဘာဖြစ်လဲဘာလို့ဖြစ်နိုင်လို့ကဆရာဝန်လေးရလားဘာလို့ခိုင်းလို့တော့လဲဆရာလေးဝင်ချင်တော်ဘဲဦးလေးကီမိုနိုလေးများဂျပန်ဖန်ဂရုမှာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဒါဆရာအတွက်ဆရာတော်ပြီလားဆရာတားလို့ယူပါလိုက်ဆရာကိုမြင်မှငါစောစောတော့ပြောမယ့်စကားလေးဆက်ပြောလို့ရဟုတ်ကြည့်ပါဦးဒါလေးများလေးโอ้ဟုတ်လေဒီလေးတွေနဲ့မီလေးတွေနဲ့ဩကိမောကတ်လိုက်ဆရာဒီတိုင်းဆရာကတ်လိုက်အလားမခွာအောင်ဆရာအလားထားရတယ်သူကခေါ်မှာတော့ဘာမှမရှိတော့ဘူးခွာပြီးသုံးလို့မရဘူးဒီတိုင်းလေးပဲအလားထားတယ်တော်ပဲဦးရမှာလိုက်တယ်ဆရာသုံးမခွင့်ရင်တားလေးကိုမိုးပေးလိုက်ပါတဲ့ဟိုဟာရွှေကြစာပါလေးရမယ်ဆရာဖတ်တယ်မင်းဆရာဖတ်ဒီစားတော့ပဲရောက်ပါရှင်နေဟိုးဆိုင်စစ်ကြီးလက်ရှိတင်ကြပဲအားလုံးကြောင်းနေညာပဲလူပညာဘောထားရှိတော့စေနာတို့ကြောင့်ကိုဆိုင်ကိုဒီနေ့ပြည်သက်ရရှိတော့ခါတို့ရဲ့ရတိကတိကိုကြပလီဆရာကောင်းရှိမှတစ်ဖက်ကောင်းလေးပေါ်တော့မယ်ဟိုတော့စကားတော့အရှိကြီးပဲအကိုရဲ့လူပညာလည်းမဟုတ်ရုပ်ကြီးပြီးတော့ဆရာကိုတော့မယ်ဖန်ဂရုတဲ့ပေပေချွေးမနေများကဆူတောင်းပေးလိုက်ပါတယ်ထိုင်းပွဲကြမှာစပင်အတွက်တဲ့ဂျပန်ကလက်ဆောင်ထိုင်းပွဲကြမှာတဲ့စပင်အတွက်ဂျပန်ကလက်ဆောင်တွေအများကြီးယူခဲ့မယ်တော့ဖေဖေရောက်ခမထီကြီးတဲ့တော့ပဲဦးလေးရဲ့ကီမိုလီလေးများဂျပန်ဖန်ဂရုကျေးဇူးတင်ပါတယ်နော်ဒါဆိုတော့ဝိုင်းဆရာထိုင်းပွဲရောက်ရင်စပင်တန်စည်းတွေရောက်တော့မဆူကြတော့ဒီစားတော့ဆရာဖတ်